အားလုံးပဲမင်္ဂလာပါ Memory for YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကိုလံဘီယာနိုင်ငံမှာလူတစ်ယောက်ကိုတပ်ဖြတ်လိုက်တာဟာရာဇဝတ်မှုမဟုတ်ခဲ့ပါဘူးအဲ့ဒါဟာဒေါ်လာ900တန်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုပါလူတစ်ယောက်ရဲ့အသက်တန်မှုကိုဒေါ်လာ900ယာရူဒိုစာအုပ်တွေကလက်မှတ်တစ်ခုဒါမှမဟုတ်ကမ်းခြေတစ်ခုကိုတွားရမယ်အားလည်းရဲ့ခီးစဉ်တစ်ခုနဲ့ဆုံးဖြတ်ခဲ့ကြပါတယ်ကျွန်တော်တို့အတွက်တော့ဒါဟာယူသွမှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့2000ပြည့်လွန်နှစ်တွေကကိုလံဘီယာစစ်တပ်အတွက်တော့ဒါဟာလက်တွေ့ကျတဲ့ဈေးနှုန်းသတ်မှတ်ချက်တွေဖြစ်ခဲ့ပါတယ်ဒါဟာအောင်မြင်မှုကိုအလောင်းကောင်အရေးအတွက်ဘော်ရီကောင်းနဲ့ပဲတိုင်းတာခဲ့တဲ့ခစ်ဆိုးကြီးတစ်ခုပါတာမန်ရက်သားတွေအလုံးလက်မဲ့လူငယ်တွေဟာညအချိန်မှာအိမ်ကနေပျောက်သွားကြပြီးရက်ပိုင်းကြာမှာတော့တောနယ်ထဲမှာတဘုံယူနီပေါင်းဝစ်လက်သားအလောင်းကောင်ဖြစ်ပြန်တွေ့ရလိမ့်ရှိခဲ့ပါတယ်သူတို့ဟာတိုက်ပွဲမှာကြာဆုံးခဲ့တာမဟုတ်ပါဘူးသူတို့ဟာယာဒူးတိုးခြင်းစုငွေကြေးရခြင်းအားလည်းရဲ့ခွင့်ရရှိခီးရခြင်းဆိုတဲ့မလုံးတွေကြောင့်စစ်တပ်စနစ်တစ်ခုလုံးရဲ့ရစ်ကောင်များဖြစ်ဖန်တီးခံခဲ့ရတာပါဒီမလုံးတွေကြောင့်ပဲလူပေါင်း6400ကျော်ဟာစစ်တပ်ရဲ့မှတ်တမ်းစာအုပ်ထဲမှာနာမည်မပါတဲ့ကိန်းဂဏန်းတွေဖြစ်ပြောင်းလဲသွားခဲ့ရပါတယ်ဒီနေ့မှာတော့အပြစ်မဲ့အရက်သား6400ယောက်ကိုတဘုံအတုများဖြစ်ဖန်တီးတပ်ဖြတ်ခဲ့တဲ့ကိုလံဘီယာစစ်တပ်ရဲ့ကမ္ဘာကျော်အရှုပ်တော်ပုံကြီးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဇလန်ရဲ့အစားကတော့စစ်မြေပြင်မှာမဟုတ်ပါဘူးတမရအိမ်တော်မှာပါ2002ခုနှစ်မှာအေဗာရိုအူရီဘေးဟာကိုလံဘီယာတမရဖြစ်အာဏာရလာပါတယ်သူဟာနိုင်ငံအတွင်းဆယ်စုနှစ်များစွာကြာမြင့်နေတဲ့ FARC တဘုံဘွဲ့ကိုအမြင့်ပြတ်ချေမုန်းမယ်ဆိုတဲ့ကတိနဲ့ပြည်သူထောက်ခံမှုကိုရယူပြီးတက်လာခဲ့တဲ့သူပါသူ့ရဲ့အဓိကမူဝါဒကတော့ Democratic Security Policy ဒီမိုကရေစီလုံခြုံရေးမူဝါဒပဲဖြစ်ပါတယ်ဒီနာမည်ကလှပပေမဲ့လက်တွေ့မှာတော့အလွန်မင်းကြမ်းတမ်းတဲ့စီးရေးမူဝါဒတစ်ခုပါပဲဒီမူဝါဒကိုအကောင့်တွေပေါ်ဖို့နောက်ွယ်မှာကြီးမားတဲ့တွန်းအားတစ်ခုရှိနေပါတယ်အဲ့ဒါကတော့အမေရိကန်ပြည်ထောင်စုပါပဲအဲ့ဒီချိန်ကအမေရိကန်ဟာပလန်ကိုလံဘီယာဆိုတဲ့စီမံကိန်းနဲ့ကိုလံဘီယာအစိုးရကိုဒေါ်လာဘီလီယံနဲ့ချီပြီးစစ်ရေးထောက်လှမ်းရေးအကူအညီတွေပေးနေခဲ့ပါတယ်အမေရိကန်ကဒါကိုမူရစေဝါတိုက်ဖျက်ရေးလို့ခေါင်းစဉ်တက်ထားပေမဲ့လက်တွေ့မှာတော့အမေရိကန်ရဲ့ရည်ရွယ်ချက်ကဒီထက်ပိုပြီးနှရှိုင်းပါတယ်အမေရိကန်အတွက်တော့ FARC ဟာမူရစေဝါရောင်းဝယ်သူတွေသာမဟုတ်ပါဘူးလက်တင်အမေရိကမှာကြီးထွားလာနေတဲ့ mass war လက်ဝဲတပုံတွေဖြစ်နေလို့ပါပဲဒါကြောင့် FARC ကိုချေမှုန်းနိုင်ခြင်းဟာအမေရိကန်ရဲ့ဒေသဆိုင်ရာလုံခြုံရေးအတွက်အရေးပါတဲ့နိုင်ငံရေးရည်မှန်းချက်ဖြစ်လာပါတယ်ဒေါ်လာဘီလီယံနဲ့ချီထောက်ပံ့ပေးထားတဲ့အတွက်အမေရိကန်ကကိုလံဘီယာအစိုးရစီကနေရလက်ကိုတောင်းဆိုပါတယ်တောနဲ့ထဲကပျောက်ကြားစစ်ပွဲတွေအတွက်နယ်မြေသိမ်းပိုက်မှုနဲ့အောင်ပွဲကိုပြလို့မရပါဘူးဒါကြောင့်အမေရိကန်လက်ခံမဲ့တစ်ခုတည်းသောတပ်တွေကရန်သူဘယ်နှယောက်တေလဲဆိုတဲ့ကိန်းဂဏန်းပါပဲဒီလိုနဲ့ဘော်ရီကောက်လို့ခေါ်တဲ့အလောင်းကောင်အရေးအတွက်ဟာကိုလံဘီယာရဲ့စစ်ရေးအောင်မြင်မှုကိုတိုင်းတာတဲ့တစ်ခုတည်းသောပေတံဖြစ်လာပါတော့တယ်ဒီဖီအားအောက်မှာကိုလံဘီယာအစိုးရကမလုံးစနစ်တစ်ခုကိုဖန်တီးပေးလိုက်ပါတယ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့လှို့ဝှက်ညွှန်ကြားချက်အမှတ်029အရာတဘုံတစ်ယောက်ကိုတတ်နိုင်ရင်တတ်နိုင်တဲ့စစ်သားကိုဒေါ်လာ900စုချမယ်တပ်ရင်းမှုတွေကိုယာရူးတိုးပေးမယ်တပ်ဖွဲ့ဝင်တွေကိုနိုင်ငံခြားအပန်းဖြေခီးတွေပေးမယ်ဆိုတဲ့မလုံးပါဒီမလုံးတွေကစစ်သားတွေကိုကာကွယ်ရေးတပ်သားမဟုတ်တော့ပဲမုံဆိုးတွေဖြစ်သွားစေပါတယ်တဘုံမတွေ့ရင်အလောင်းမရဘူးအလောင်းမရရင်စုမရဘူးစုမရရင်အထက်ကအပြစ်တင်ခံရမယ်ဒီလိုနဲ့တပ်ရင်းမှုအချို့ရဲ့ခေါင်းထဲမှာရက်ဆက်လွန်တဲ့အကြံစီတစ်ခုပေါ်လာပါတော့တယ်ဒီအကြံစီကတော့တဘုံအစ်မတွေ့ရင်တဘုံတုဖန်တီးလိုက်မယ်ဆိုတာပါပဲဒါဟာတာမန်အရက်သားတွေကိုပြစ်မှတ်ထားတဲ့ငရေကန်တစ်ခုရဲ့အစပါပဲဒီစစ်စင်ရေးမှာစစ်သားတွေကြီးပဲပါတာမဟုတ်ပါဘူးအရက်သားပွဲသားတွေလည်းပါခဲ့ပါတယ်သူတို့ကတော့ရက်ွက်ထဲကလူမိုက်တွေမူရစေသမားအဟောင်းတွေပါသူတို့ရဲ့အလုပ်ကရိုးရှင်းပါတယ်ရက်ွက်ထဲကအလုံးလက်မဲ့လူငယ်တွေညံရင်မမီသူတွေစင်ရဲသားတွေကိုရှာဖွေရတာပါဒီလူတွေကိုတခြားမြို့မှာစိုက်ခင်းအလုပ်ရှိတယ်လားစာကောင်းတယ်ဒီညာချင်းလိုက်ခင်မလားလို့မလုံးတွေပေးပါတယ်ယုံကြည်လေတဲ့လူငယ်တွေကတော့မိသားစုစားဝတ်နေရေးအဆင်ပြေမလားဆိုတဲ့မျှော်လင့်ချက်နဲ့လိုက်သွားခဲ့ကြပါတယ်ပွဲစားတယောက်ကလူတယောက်ရှာပေးရင်ဒေါ်လာ90ကနေ100ကြားရပါတယ်ကိုယ့်ရက်ွက်သားချင်းကိုယ့်လူမျိုးချင်းကိုဒေါ်လာ90နဲ့ရောင်းစားခဲ့ကြတာပါဒီလိုနဲ့လူငယ်တွေကိုကားပေါ်တင်ပြီးမိုင်မောင်းများစွာဝေးတဲ့စစ်တပ်စကန်နာကိုခေါ်သွားပါတယ်ကားပေါ်ကစင်းစင်းချင်းမှာပဲစောင့်နေတဲ့စစ်သားတွေကဒီလူတွေကိုပြစ်တက်လိုက်ပါတယ်ပြီးတဲ့အခါမှာတော့ပြဆက်ဆက်ဆန်းစတင်มาတော့တယ်စစ်သားတွေကအလောင်းတွေကိုတဘုံယူနီဖောင်းတွေဝတ်ပေးတယ်လက်ထဲကိုတနက်အဟောင်းတွေထည့်ပေးတယ်ပြီးတဲ့အခါမှာတော့အထက်ကိုတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးရန်သူကိုခြေမုန်းနိုင်ခဲ့သည်ဆိုပြီးသတင်းပို့ပါတယ်ဒါ
ပေမဲ့သူတို့ရဲ့ဇက်ကွက်မှာဟာခွက်အပေါက်ပြဲတွေရှိနေပါသေးတယ်အလောင်းတွေမှာဝတ်ထားတဲ့စစ်ဖက်နှက်တွေကအသစ်ဆက်ဆက်တွေဖြစ်နေခဲ့တာပါတချို့ဆိုရင်ခြေထောက်ဆိုင်နဲ့ဖက်နှက်ဆိုင်နဲ့တောင်လွဲနေတတ်ပါတယ်နောက်ပြီးတေဆုံးသူကဘယ်တန်းဆိုပေမဲ့တနက်ကိုညာလက်ထဲမှာမှားထဲမိတာမျိုးတွေရှိခဲ့ပါတယ်နောက်တစ်ခုကအလောင်းကသွေးတွေပေးနေပေမဲ့တက်ပြီးမှအင်ကြီးဝတ်ပေးတာကြောင့်ယူနီဖောင်းကတနက်ကြည်ပေါက်ရမရှိတာမျိုးတွေဖြစ်နေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီချိန်ကစစ်ဘက်ဆိုင်ရာတရားစီရင်ရေးကအားကောင်းနေတော့ဘယ်သူမှမစစ်ဆေးရခဲ့ကြပါဘူးလှိုးဝက်ချက်ဆိုတာကြကြဖုံးမိထားလို့မရခဲ့ပါဘူး2008ခုနှစ်မှာဆိုအာချာလို့ခေါ်တဲ့မြို့လေးမှာမိခင်တွေစုမိကြပါတယ်သူတို့အားလုံးရဲ့တူညီနေတဲ့အချက်ကငါသားလေးအလုပ်သွားလို့တာပြန်မလာတော့ဘူးဆိုတာပါပဲမိခင်တွေကရဲကိုတိုင်ခဲ့ကြပေမဲ့အမှုဖွင့်မပေးပါဘူးဒါနဲ့သူတို့ကိုယ်တိုင်လိုက်လံစုံစမ်းကြရင်နောက်ဆုံးမှာတော့သူတို့သားတွေရဲ့အလောင်းကိုမိုင်400ကျော်ဝေးတဲ့အိုကာနာမြို့ကအမည်မသိတင်းချိုင်းတွေမှာတွေ့လိုက်ရပါတယ်မှတ်တမ်းမှာရေးထားတာကတော့အမည်မသိမိုးရတပုံဆိုတာပါပဲဒီခါမှာတော့မိခင်တွေဒေါသဟာပောက်ကွဲပါတော့တယ်ငါသားကမတန်ဆွမ်းမှတဏှတ်မဖြစ်တတ်ပါဘူးငါသားကစောက်လို့ရေးလုံးလို့သွားတာပါဆိုတဲ့သူတို့ရဲ့အတန်တွေကသတင်းမီဒီယာတွေကိုရောက်သွားပြီးနိုင်ငံတစ်ခုလုံးကိုတုံ့လှုပ်သွားရပါတော့တယ်2016ခုနှစ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ပြီးတဲ့နောက်မှာတော့ JEP လို့ခေါ်တဲ့ငြိမ်းချမ်းရေးဆိုင်ရာအထူးတရားစီရင်ရေးပေါ်ပေါက်လာပါတယ်ဒီမှာအရင်ကပါဝင်ခဲ့တဲ့စစ်သားတွေဗိုလ်မှူးတွေကသူတို့ကျူးလွန်ခဲ့တာတွေကိုဖွင့်ရဝန်ခံခဲ့ကြပါတယ်စစ်သားတယောက်ရဲ့ဝန်ခံချက်ကအရန်ကိုထိတ်လန့်စရာကောင်းခဲ့ပါတယ်ကျွန်တော်တို့ကသူတို့ကိုတတ်ပြီးတာနဲ့အလောင်းကောင်ကိုကြည့်ပြီးပျော်နေခဲ့ကြတယ်ဘာလို့လဲဆိုတော့ဒီအလောင်းကောင်ကကျွန်တော်တို့အတွက်အားလည်းရဲ့ခွင့်ရလေကျွန်တော်တို့အိမ်ပြန်ပြီးမိသားစုနဲ့တွေ့ရတော့မယ်ဆိုပြီးပျော်ခဲ့တာလို့ဆိုခဲ့တာပါ2021ခုနှစ်မှာထုတ်ပြန်တဲ့တရားဝင်စင်ရ2002ခုနှစ်ကနေ2008ခုနှစ်အတွင်းကိုလံဘီယာစစ်တပ်ကြီးတပ်ဖြတ်ခဲ့တဲ့အပြစ်မဲ့အရက်သားအရေးအတွက်ဟာ6402ယောက်ရှိခဲ့ပါတယ်ဒါဟာရွာကြီးတရွာသာလူဦးရေပျောက်ကွယ်သွားတာပါအခုချိန်မှာတော့ပါဝင်ပတ်သက်ခဲ့တဲ့စစ်သားနဲ့အရာရှိ1500ကျော်ကိုတရားစွဲထားပါတယ်ဒီထဲမှာပါဝင်တဲ့ဗိုလ်ချုပ်ကြီးတချို့လည်းလူလူရှိမှဒူးထောက်တောင်းပန်ခဲ့ရပါတယ်ဒါပေမဲ့အဓိကတာဝန်ရှိသူလို့ယူဆရတဲ့နိုင်ငံရေးခေါင်းဆောင်တွေကတော့အခုချိန်ထိသူတို့မှာတာဝန်မရှိကြောင်းညှင်းဆန်နေသေးပါပဲကိုလံဘီယာရဲ့ဒီဖြစ်ရဆိုဟာကဘာကြီးကိုသင်ခန်းစာတစ်ခုပေးခဲ့ပါတယ်နိုင်ငံရေးသမားတွေကအောင်မြင်မှုကိုကိန်းကနန်းနဲ့တိုင်းတာပြီးစစ်တပ်တွေကအဲ့ဒီအောင်မြင်မှုကိုပြသဖို့ဖိအားပေးခံရတဲ့အခါမှာပြည်သူတွေကလူသားမဟုတ်တော့ပဲအစီအခံစာတွေကနာမည်မဲ့ကိန်းကနန်းတွေဖြစ်သွားတတ်ပါတယ်အောင်မြင်မှုကိုအလောင်းကောင်ရေတွက်နဲ့တိုင်းတာတဲ့နိုင်ငံတစ်နိုင်ငံမှာနောက်ဆုံးအရှုံးပေးရတာကတပုံတွေမဟုတ်ပါဘူးအပြစ်မဲ့ပြည်သူတွေပါပဲ